မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မွေထိုင်းရဲ့ရှီကန်ချက်တွေကိုလေ့လာကြည့်ကြရအောင်ပါမွေထိုင်းသမားတွေရဲ့နီးစနစ်တွေထဲမှာရှီကန်ချက်တွေကလည်းအတော်လေးရေးပါပါတယ်မွေထိုင်းရဲ့ရှီကန်ချက်တွေကိုအရှီကန်အဖြစ်တွန်းရှည်လိုကစ်ဟိုက်ကစ်ဆိုပြီးတော့ခွဲခြားနိုင်ပါတယ်တွန်းရှည်ဆိုကြတာကတော့ကောက်ဝေးထင်းကစားတဲ့ခါတွေမှာအသုံးများပါတယ်ပြန်ဘက်ကပူးကက်လာတဲ့အခါပြန်ဘက်နဲ့နှစ်ယောက်ကြားမှာအကောက်ဝေးထင်းဖို့ကန်လေးရှိပါတယ်တာမရှာရဲ့တွန်းရှည်တွေဆိုရင်ပါဝါအတော်ပါပါတယ်လိုကစ်တွေကိုတော့ပြန်ဘက်ကအတင်းဖိထိုးလာတဲ့ခါတွေမှာပြန်ဘက်ရဲ့ဥတီယာပြတ်သွားစေဖို့ကန်လေးရှိပါတယ်လိုကစ်တွေကိုပါဝါထက်ကန်တဲ့ကစားသမားတွေလည်းရှိပါတယ်ပါဝါထက်ကန်တဲ့အခါမှာအကန်မမဖို့တော့လိုပါတယ်အခက်မသိရင်ကိုရှီတောင်းပြန်ကျိုးသွားနိုင်ပါတယ်ဟိုက်ကစ်တွေကိုတော့ body shot ကန်တာရှိသလိုခေါင်းကိုကန်တာလည်းရှိပါတယ် body shot တွေကိုတော့ပြန်ဘက်ရဲ့တိုင်ပင်ပြတ်သွားစေဖို့တက်လုံရွှေဖို့ကန်တာရှိသလို body shot နဲ့ KO ကျတဲ့ပွဲတွေတောင်ရှိပါတယ်မွေထိုင်းရဲ့ခေါင်းကိုကန်တဲ့ရှည်တွေကိုဘလော့မလုပ်နိုင်ရင် KO ကျသွားဖို့က80%လောက်တည်ကြပါတယ်။ဒါကြောင့်လည်းမွေထိုင်းတွေကရှီကန်ချက်ကိုအသားပေးကစားကြတာပါ။